Binance ထဲက USDT ကို P2P မှာဘယ်လိုရောင်းအောင်မလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ Binance software တွေကိုဝင်မယ်။ဝင်မိပြီဆိုတာနဲ့ကျွန်တော်တို့ P2P ဆိုတာကိုနှိပ်မယ်။ P2P ရောက်လာပြီဆိုရင်ကျွန်တော်တို့ကရောင်းမှာဖြစ်တဲ့အတွက် sell ဆိုတာကိုနှိပ်ရမှာဖြစ်ပါတယ်။ sell ကိုနှိပ်မယ်ကျွန်တော်တို့က payment မှာ KBZ Pay နဲ့ကျွန်တော်တို့ကလက်ခံမှာဖြစ်တဲ့အတွက် KBZ Pay ကိုရွေးပြီးတော့ confirm ကိုနှိပ်ပါမယ်။ confirm ကိုနှိပ်ပြီးရင်ကျွန်တော်တို့ကကိုဘယ်လောက်ရောင်းမလဲဆိုတဲ့ amount ကိုရှားမှာဖြစ်ပါတယ်။အနည်းဆုံးသူတို့ကမြန်မာငွေနဲ့သတ်မှတ်ထားပါတော့ဒါဆိုဟိုကမြန်မာငွေ9သိန်းဖိုးကနေစပြီးရောင်းလို့ရပါတယ်ကျွန်တော်အခုရောင်းပြမှာကတော့ဒေါ်လာ90ပဲရောင်းမှာဖြစ်တဲ့အတွက်9လေးလီ20ဆိုတော့2သိန်းဝန်းကျင်လောက်ပေါ့နော်ဒီမှာရောင်းလို့ရပါတယ်ဒါ3သိန်းအနည်းဆုံး3သိန်းကနေသူတို့ကစပြီးတော့လက်ခံတယ်ပေါ့နော်ဒီမှာရောင်းလိုက်မယ်ကျွန်တော်4256စီးနဲ့ရောင်းလိုက်မယ်ဆဲကိုနှိပ်မယ်ဆဲကိုနှိပ်ပြီးကျွန်တော်တို့ကဒေါ်လာ90ရောင်းမှာဖြစ်တဲ့အတွက်90ဆိုပြီးရေးလိုက်မယ်50ဆိုပြီးရေးပြီးရင်ကျွန်တော်တို့ဒီမှာမြန်မာငွေဘယ်လောက်ရမလဲဆိုတာကြည့်လိုက်မယ်ဒီမှာ2,12,844ရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီအစွန်းတွက်တွေနဲ့ကြာ KP ကနေလွှဲလို့အဆင်မပြေပါဘူးအဲဒါကြောင့်ကျွန်တော်တို့က2,10,2,000ဖို့ကျွန်တော်တို့ကရောင်းလိုက်မှာဖြစ်ပါတယ်2,10,2,000အဲဒါကြောင့်ကျွန်တော်တို့ကဒီမှာ90ကိုဖြတ်ပြီး Buy MMK ကိုနှိပ်ပြီးတော့2,10,2,000ဖို့ရောင်းလိုက်မယ်ဘယ်လောက်ကျလဲဆိုတော့$49.8ပဲကျမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာ payment တွေပါလေကျွေးလို့ရတယ် payment ကျွန်တော်ကတော့မရွေးတော့ဘူးဒီတိုင်းပဲ play order နှိပ်လိုက်တော့မယ်ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ check ဆိုတာကိုနှိပ်ရမှာဖြစ်ပါတယ်check ကိုနှိပ်ပြီးရင်ကျွန်တော်တို့ KB နံပါတ်ကျွန်တော်တို့ကပို့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ KB နံပါတ်ပို့ပြီးရင်သူ့စီကငွေလွှဲတာကိုကျွန်တော်တို့စောင့်အောင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ KB ထဲမှာ2,10,2,000ရောက်ပြီဆိုမှကျွန်တော်တို့ payment receipt ကိုနှိပ်ရမှာဖြစ်ပါတယ်ခဏစောင့်လိုက်ပါအောင်သူကငွေမလွှဲသေးပါဘူးမအားသေးလို့နေမှာပါအခုသူကလွှဲလိုက်ပြီပေါ့နော်ငွေလက်ခံရရှိတည်ရဲ့ကျွန်တော်တို့ဝင်ကြည့်လိုက်မယ်ဒီမှာပေါ့နော်2,10,2,000ရောက်လာပြီပေါ့နော်နာယုံလေးကြည့်လိုက်အခုအချိန်မဲ့ကျွန်တော်တို့အဲ့လိုငွေလက်ခံရရှိပြီဆိုရင်ကျွန်တော်တို့ Binance ထဲကိုပြန်သွားမယ် Binance ထဲကိုသွားပြီးတော့ဒီမှာ view ဆိုတာကိုနှိပ်ရမှာပေါ့နော်ဒီမှာ view ဆိုတာကိုနှိပ်ပြီးတော့ payment receipt ဆိုတာကိုနှိပ်ရမှာဖြစ်ပါတယ်payment receipt နှိပ်ပြီးတော့ဒီမှာ I have verified ပေါ့နော်အဲ့ဒါကိုနှိပ်ရမှာကျွန်တော်တို့ပတ်စံရပြီဆိုတာကိုဒါကိုနှိပ်ရမှာပေါ့နော်ပတ်စံလက်ခံရရှိပြီဆိုတဲ့အကြောင်းပေါ့နော်တကယ်လို့ပတ်စံမရောက်သေးဘူးဆိုတော့အပေါ်ဟာကိုပဲနှိပ်ရမှာပေါ့နော်ကျွန်တော်ပတ်စံရောက်ပြီဖြစ်တဲ့အတွက်ဒါကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ confirm release ဆိုတော့နှိပ်လိုက်မယ်ဒါကတော့ကျွန်တော်တို့ passkey ထည့်ခိုင်းတာပေါ့နော်လုံခြုံရေးရဒါကတော့ကျွန်တော် Google Authenticator ထည့်မှာဖြစ်ပါတယ်လုံခြုံရေးရအဲ့ဒါတော့မပြတော့ပါဘူးGoogle Authenticator ထည့်က code ထည့်လိုက်တာ ਨੇ တခါတည်းကျွန်တော်တို့USDT ကထွက်သွားတာပေါ့နော် successful ဆိုတဲ့4.9 ခွင်လေး USDT ဆိုပြီးထွက်သွားဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ positive ပဲပေးလိုက်ပါမယ် positive ပေးပြီး link comment မပေးလိုက်ရတယ်အဲ့ဒါဘာဖြစ်လို့ဒီမှာ49.8 USDT order တင်လိုက်တာဖြစ်ပါတယ်နောက်ထပ် order တင်မယ်ဆိုကျွန်တော်တို့ order အခင်းကိုပဲနှိပ်လိုက်ပါတော့ဒါ check ကိုပြန်သွားလို့ရတယ်ကိုမသွားချင်ဘူးဆိုရင်လည်း back ထွက်လိုက်တော့ပေါ့နော်လွယ်ပါတယ်ရောင်းနေကြရှိရင်တော့လွယ်ပါတယ်အခုမှစလုံးမဲ့လူတွေဆိုရင်တော့မှားမှလားမသိနဲ့စိုးရင်စိတ်နဲ့လုံနေတာဆိုတော့တိတ်အဆင်မပြေပါဘူးအရင်ဆုံးဗီဒီယိုတေချာကြည့်ပြီးမှလုပ်တာကောင်းပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျBinanceနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်ကျွန်တော်မေးခဲ့လို့ရပါတယ်